là khi em lấy thịt thỏ vào là cho nó sẽ khác thì đập về bây cho nó xí bôi đập về lô salad vậy cho nó sao được vậy cho nó sẽ về thì cho nó tập làm thế vào thì lấy cho nó zigo cái phô lấy tại phô làm gì vậy thì lấy cho nó cao cho nó sẽ cao gì được mà ngon thì không thì cho vào cho nó phê cho nó ngon bây giờ cái ngon thôi làm thế nào tốt hơn là cho nó ngon vậyไม่ใช่เลยว่าเนี่ยบ้านแต่จะโน้ตสิการได้ไปแล้วมาบ้าจะโน้ตไปแล้วไงจะโน้ตมาจะโน้ตสักสิบวันจะมาบ้าจะโน้ตสักเลี้ยงชิบะ呀ที่นี่สิ่งจะพูดว่าเราสิจะโน้ตเป็นสิ่งอะไรเป็นของสิ่งว่าจะเราคุมไปแล้วเราเอาไปอันนั้นอาชีพแบบนี้เราคุมเอาแต่ก็จะโน้ตสักอย่างพออยู่ตอนนี้แม่แบบนี้อยู่ที่พออยู่ตอนบ่ายจะโน้ตแม่แม่จะบ้าจะโน้ตก็มีอะไรบ้างภาษาชีวะบ้างใส่ฟูรุบาเลยใส่เบี้ยวแต่ก็ไม่สุดเลยลงไปจะฟ้องทอว่าจะได้ทอทอบ่วิบากจะรู้ก็ดีใจไม่ต้องตรงมาแบบจะรู้ไอ้พิธีแบบไหนไอ้พิธีจะน้องคุยแล้วสิ่งกูมิวสิต้องรู้มาแบบจะรู้มาเนี่ยแบบไอ้มิวสิจะรู้แบบจะรู้มิวสิจะเนี่ยเขาไว้จะรู้มิวสิก็สิ่งกี่แบบจะรู้แบบว่าสักแต่ว่าโคโรไอ้เดต้าทอยมิวสิจะรู้แบบมิวสิก็เป็นรู้ต้องพูดว่าเลยจะรู้รู้เช่นแบบဒီကတော့ဘာလို့ဆိုကျွန်တော်မျိုးစီမျိုးကမို့တရားဘလို့လေကိုရောဘာလို့ဆိုကိုမျိုးစီကိုရောပုံဖလို့ဒါဘလို့ပါတယ်ဒီမဲ့ကျွန်တော်မျိုးစီကပေါ်လို့စီကြီးပါတယ်ကျွန်တော်မှမေးတယ်ဘိုးဆိုကေမမဆိုလို့ရှိရင်ကျွန်တော်တို့မဲဒီရှိုးရတာအများကြီးဖေးဒီကကိုလို့ထောပါတယ်ခါကျွန်တော်တို့မျိုးကဖားလို့ဆိုကမေအိုးစတိမရှိခါဘာလို့ဆိုဖေးဒီကနေပြီးဘာလို့ဆိုလို့သလားဘာလို့ဆိုကိထုံးမရှိပါအပါကျွန်တော်မှကြရဲ့အခုဖေးသေးကျွန်တော်တို့ဟိုစဖေးသေးအလုံးငေါ့ထော်တာလို့ကျွန်တော်မှဇီကွာမကြည့်ပါကျွန်တော်ရှမ်းတာဘရောဖလဲအမလားကျွန်တော်ဇီကွာရှိခဲ့ကျွန်တော်တို့သုံးထော်တော့ကျွန်တော်ရောနေပါတယ်ကျွန်တော်ပုံထော်လုံးတော့ဆိုရှိခဲ့အမေရိကကျွန်တော်ဘာလို့ဆိုစားအောင်လို့မရှိလို့ကျွန်တော်ဖေးသေးကဒါပွားမသိကျွန်တော်လိုက်လာကြတယ်ဘာလို့ဆက်တော့လို့ပဲကျွန်တော်တို့ရှားတယ်လူတရားအစောအဒီမှာမစောနေပါနဲ့ဒီကရဒီဖိုင်လို့လူတရားတလုံးလုံးအနေနေပါကျွန်တော်တို့ကျွန်တော်စားရောအကောခါခဲ့ပါတယ်ကျွန်တော်ဘာလို့ဆိုနေခရီးနဲ့ကျွန်တော်တပည့်ပုံစံမျိုးဆိုကျွန်တော်တို့အရောကိုကျွန်တော်တို့တော်တူတော့မျိုးကြီးဆံပြပါဘောလဲကျွန်တော်ကိုဒေသမှာအဖြိုစားအောင်ဒီစားမလောင်းကဒီတွတ်တော့ကျွန်တော်တို့ဒီဖေးဒီဆိုင်လောင်းနဲ့ပူပြီးအမှန်လာပါဘောပူပြီးလည်းဘာလို့ဆိုတော်တူတော့ဝန်ဝယ်ဒီကောလာပါဘောညတို့ကျွန်တော်တို့တော်လူသေးကိုပါရတယ်ကျွန်တော်တို့ခွန်လာရောဘာလို့ဆိုဒေသမှာရှိဖက်တဲ့ဘောစာမုံစုံလုံးမတိဆိုပူပြီးအဆပ်ပြပါဘောစားတော့လည်းအဆပ်ပြပါလေအဒီကစာမုံစုရှိတော့ကျွန်တော်တို့လည်းတထောပါလားအခါဒီကစားပြပါမလဲထောပိုက်တော့အခါဆိုကျွန်တော်ကျောင်းသမီးဆိုကနေစောဘာပဲနေနှစ်လာတော့တာခိုင်ပါတယ်ပြေးတယ်လို့ပြောစကေပုံမှန်တဘာဘောစေပိုဒီလွယ်တယ်ဆိုကျွန်တော်ပုံမှန်ပါ25အပတ်သုံးဆိုထားလောက်ကောက်ခိုင်ပါတယ်ထားလိုက်ဖေးသေးကအော်မနေ့ပဲဇီကွာတီရှိဖို့ဆိုကျွန်တော်တို့ကိုအဆပ်ပြတော့တော်ပြီတော့